ကြောင့်သူတော်ကောင်းတို့နှုတ်ကိုစောင့်စည်းကြရံရံပြီးတော့ဝေဖန်တာတွေပုတ်ခတ်တာတွေတိုက်ခိုက်တာတွေပြစ်မှားတာတွေစော်ကားတာတွေခုခေတ်ကအလွန်ကြောက်စရာကောင်းနေတာလူတွေကတပြေးနဲ့မိုက်ရိုင်းလာကုန်ပြီတပြေးနဲ့လူတွေကတိတ်သားရိုင်းကုန်ပြီအဖေရဲ့အမေရဲ့ကျေးဇူးရှင်ရဲ့ကျေးဇူးစားရဲ့နားမလဲတော့ဘူးမိတ်ဆွေရဲ့ခင်မွန်းရဲ့အိုးနားမလဲဘူးလောကနိတိလူကျင့်ဝတ်လူသိက္ခာတွေပြဲလို့မိဘကျင့်ဝတ်သားသမီးကျင့်ဝတ်လင့်ကျင့်ဝတ်မယားကျင့်ဝတ်မိတ်ဆွေကျင့်ဝတ်ကုန်တဲ့ကျင့်ဝတ်အကုန်လုံးကိုပျက်စီးယွင်လို့စာရိတ္တတရားတွေပြမှားကြပျက်စီးကြအဲ့လိုကောင်းမြတ်တဲ့သူတော်ကောင်းစိတ်နေစိတ်ဓာတ်စာရိတ္တတရားတွေစုပ်လာပြီးတော့မှဟိုမကောင်းတဲ့အာဟုတုဘက်ကိုကတ်သွားတာကိုစုပ်ကတ်လို့ခေါ်တယ်ဘာကတ်လို့ခေါ်ဟာတတန်းရှေရှေနေရမှာတွေကိုစုပ်ပြီးတော့မှတတန်းတူတဲ့ဘက်ကိုကတ်သွားပြီယောဂကင်းခြင်းဆိုတဲ့အရာဝတ္ထုတွေစုပ်ပြီးတော့မှယောဂထူပြောခြင်းဆိုတဲ့ဘက်ကိုကတ်သွားပြီအစာရေစာပေါ်ကျွယ်ဝခြင်းဆိုတဲ့ကောင်းမြတ်တဲ့မင်္ဂလာတွေစုပ်ပြီးတော့အစာရေစာရှားပါခြင်းကုံစင်းလုံးကြီးမြင့်ခြင်းဆိုတဲ့ဘက်ကိုကတ်သွားပြီကောင်းတာတွေစုပ်မကောင်းတာတွေကတ်သူတော်ကောင်းတရားတွေစုပ်ယုတ်မသူတော်တရားတွေပဲကိုကတ်ရောက်အဲ့ဒါကိုဘာခေါ်ရလဲစုပ်ကတ်ယောဂီတို့ခေတ်ကကောင်းကြီးခေတ်ဘာခေတ်လဲဟဲ့ကောင်းကြီးများစုပ်ရင်ဘယ်လိုနေတော့ကတ်မစီးနဲ့ကတ်တော့ပြောနေတာမှစုပ်ယူစီးတယ်စုပ်ကတ်တောင်အဲ့လောက်ဒုက္ခရောက်တာစုပ်စီးခဲ့ဆိုပေဖို့လာပြင်တာဘာစီးစုပ်ရင်ဘာဖြစ်တော့ကတ်ဒါကြောင့်မလို့ဘာခေတ်လဲစုပ်ကတ်ခေတ်ကောင်းချင်းခေတ်တပည့်နဲ့တက်တန်းတွေကလည်းစုပ်ယုတ်ယောဂဝေဒနာတွေကထူပြောဟုတ်လားဟဲ့အိုးကဘာပြက်ပိုးတွေကလည်းထွက်လိုက်တာပိုးတစ်မျိုးမယိုးရအောင်ထွက်နေတာနိုင်ငံတကာရဲ့WHO ကလည်းချိန်ညာလိုက်တာဘာပိုးတွေပိုးပေါင်းမဆုံးနိုင်တော့ဘူးစဉ်းစားဖြစ်မှာပေါ့လူတွေရဲ့စာရိတ္တကတိတ်ပြက်စီးကုန်ပြီသဘောပေါက်မလားအဲ့တော့လူလူကြီးသုဘဗုဒ္ဓအရှင်လက်လက်မြေမျိုးတာဖះကြောင့်လားဖះကမြေမျိုးစေတတိလို့အမိန့်ချလို့မြေမျိုးသွားတာလားဟုတ်ဘူးသူ့ဝင်းတဲ့ကမပြစ်မှားတဲ့ပုဂ္ဂိုလ်ကိုပြစ်မှားလို့အဲ့ဒီသူ့ဝင်းတဲ့ကဓမ္မကသူ့ကိုစောင့်သွားတာဘယ်ဒီစောင့်သွားအပယ်လေးပုံဒီစောင့်သွားတာဗျာ